ဘီလာဘက်မှအရှုံးကိုသင်ခန်းစာယူပြီးဘယ်ဂျီယံမြေမှာအကောင်းဆုံးတောက်ပမယ်အာဆင်နယ် In the blue sky, full of light, there is heaven wherever soul rejoices, peace and quiet, full of love. အခုပြောပြမိမယ့်အကြောင်းအရာတော့အာဆင်နယ်ဘက်ကကလပ်ဘရူရဲ့ပွဲစဉ်ဖြစ်ပါတယ်အာဆင်နယ်ဆိုလို့ရှိရင်အခုနောက်ဆုံးကစားခဲ့တဲ့အဝေးဝင်ဘီလာနဲ့ပွဲမှာ 2-1 ဆိုတဲ့ result နဲ့ပွဲပြီးကနီးမှာပွဲပြီးကနီးအချိန်ပို second ပိုင်းအလိုလောက်မှာဂိုးရှုသွားတဲ့ 2-1 result နဲ့ရှုံးသွားခဲ့တယ်ပေါ့အဝေးဝင်ပေါ့အခုလဲဟိုဟာနဲ့ကလပ်ဘရူနဲ့အဝေးဝင်မှာကစားမှာဖြစ်တယ်နှစ်သင်းလုံးပုံစံကြည့်ရတော့ဒါပေမဲ့ဟိုဟာပါလေအာဆင်နယ်အသင်းဟိုကြည့်မယ်ဆိုလို့ရှိရင်ဒဏ်ရာပြဿနာတွေများနေတဲ့အတွက်ကြောင့်မို့လို့လူမစုံဘူးနောက်တန်းမှာဆိုလို့ရှိရင်လည်းကြည်တိုင်းဟိုပါလေအပေါက်တွေဆိုတာတွေ့ရမယ်အဲ့လိုပဲဒါပေမဲ့လည်းဟိုပါလေဒီပုံစံဒီလူစည်းနဲ့ဆိုလဲအရင်လူစည်းနဲ့ခိုင်းတော့နိုင်မယ်လို့တော့ထင်တာပဲဘာလို့လဲဆိုဘယ်ဂျီယန်ကလပ်အသင်းလေးဆိုတော့လေဒါပေမဲ့ဘောလုံးဆိုတော့အလုံးကြီးပေါ့တိတ်ပြီးတော့သင်တေးလို့တော့မရဘူးအသင်းတိုင်းလို့ထားပါအဲ့ဒါထားပါပွဲထွက်လာနိုင်ရှိတဲ့စစ်တယောက်ကိုခမန်းသုံးသက်ကြည့်လိုက်အောင်ကိုသမားနေရတော့ပြောချင်မရှိဘူးသေးပြီးရပေါ့အဝါမှာဆိုလို့ရှိရင်နောက်တန်း right ဘက်မှာဆိုလို့ရှိရင်ဘန်ဝိုင်စင်တာဘက်မှာဆိုလို့ရှိရင်စင်တာဘက်နှစ်ယောက်မှာဆိုလို့ရှိရင်ဟင်ကပီနဲ့တင်ပါလက်ဘက်မှာဆိုလို့ရှိရင်တော့ကာလာဖီယိုဒီပွဲထွက်လာနိုင်မလားဒါမှမဟုတ်ရှင်လဲမိုင်လိုစကယ်လီပွဲထွက်လာဖို့များပါတယ်ကွင်းလေ၃ယောက်မှာဆိုလို့ရှိရင်ဒီဂွန်ရိုက်ကကျတော့ဘီလာနဲ့ပွဲပြီးကလေးကနေလို့ဖျားသွားတယ်လို့သိရတယ်အားကြောင့်မလို့အဝါမှာကလပ်ဘူးနဲ့ဝေဝင်ပွဲစဉ်မှာလိုက်ပါလာခြင်းမရှိဘူးလို့သိရတယ်အားကြောင့်မလို့ကွင်းလဲမှာဆိုလို့ရှိရင်ဇူဘီမန်ဒီအိုဒီဂက်အစ်ဇီဒါမှမဟုတ်ရှင်လဲဇူဘီမန်ဒီအိုဒီဂက်ဟိုဟာခရစ်စတန်နော့ဂတ်ဆိုပြီးတော့သုံးရင်လည်းသုံးလာနိုင်တယ်ပေါ့မေရီနိုလည်းတစ်ချက်သုံးရင်လည်းသုံးလာနိုင်တယ်ကွင်းလဲရတော့စဉ်းစားကြပါတိုက်စစ်မှာဆိုလို့ရှိရင်စာကပြန်ပါလိမ့်မယ်စာကဘက်ကအနေနဲ့မတူအကီပါမယ်အဝါပြလို့ရှိရင်လက်ဝန်းမှာဆိုလို့ရှိရင်ထရော့ဇက်ကဘီလာနဲ့ပွဲမှာဒုတိယပိုင်းမှာဝင်ပြီးတော့ဒဏ်ရာပြန်ရသွားတဲ့အတွက်ကြောင့်မလို့ပါတော့မသေးကြသေးဘူးအဝါကတော့တေချာပေါက်ပြန်ပါလိမ့်မယ်မာတင်နယ်လီပွဲထွက်လာနိုင်ရှိတယ်တိုက်စစ်မှာဆိုလို့ရှိရင်တော့မေရီနိုဒါမှမဟုတ်လို့ရှိရင်ပီတာရဲကိုတဲ့ပွဲထွက်လာနိုင်ရှိတယ်ကိုစကိုရီခမန်းမယ်ဆိုလို့ရှိရင်တော့2-1လောက်နဲ့အာဆင်နယ်နိုင်မယ်လို့ထင်ပါတယ်ဘလို့ပဲဖြစ်ပါကိုကောင်ကြီးရဲ့အဝေးခွင့်ကနေပြန်လာရင်တော့ဘာမှမလိုချင်ပါဘူး3မှတ်တည်းပြီးပြန်လာတာပဲလိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်